ပညာရေးနဲ့ပတ်သက်ပြီးတော့အဓိကတာမြင့်တင်ပေးဖို့လိုအပ်ပါတယ်မရှက်ပါဘူးကျွန်တော်တိုက်ပြည်နဲ့ပတ်သက်ကျွန်တော်ပြောတာတခါကြောက်တယ်ကိုပုံကိုလှန်ထောင်းတယ်ကျွန်တော်ပြောကြပါတကယ်တော့တကယ်အမှန်ပါပဲတကယ်အမှန်ပဲကျွန်တော်တို့မှာအားနည်းချက်ရှိတာပညာရေးအားနည်းချက်ရှိတဲ့အတွက်ကြောင့်ပထမဆင့်အနေနဲ့ KG 90ကိုသွားဖို့ရအောင်လုပ်ကြဖို့လိုပါတယ်အခုတက်တဲ့တော့ကျွန်တော်အကြောင်းတွေဖွင့်ပါတယ်ဒီကနေ့ရပိုင်းကဒီကြောင်းမဲကိုပြန်ပြီးတော့ထိန်းချုပ်တဲ့အခါမှာကြော်ချက်ချင်းစိုင်းပြီးပြောတာမယ်အကြောင်းတွေရအောင်အတင်းအရအောင်ဖွင့်ပါကလေးတွေဟဲ့လားအစိုးရစစ်အကြောင်းတော့ငါမပြောဘူးပါလို့ကျောင်းစစ်တွေရှိတယ်ကျောင်းစစ်တွေမှာတော့ဟဲ့လားဒီစနေတူနေ့မှာရအောင်တင်ပေးပြီးကိုတင်ပြီးတဲ့တော့ကိုဟဲ့လားဆောင်ဘက်စစ်ပြေးလိုက်လာပြီးတော့စနေတူနေ့ပြီးလို့ရှိရင်ကျောင်းပိရက်တွေမှာလည်းပြန်တက်ခိုင်းရွယ်ဒီကျောင်းပိရက်ကြတယ်ကျောင်းပြတ်တက်ခိုင်းကြံခဲ့တဲ့ဆက်ချက်တွေပြန်လို့ပြီးအဲ့ပါတခါဆောင်ဘက်တခါပြန်စစ်ရိုးတဲ့ကလေးတွေမဆုံးရှုံးပါဘူးသူတို့တစ်နှစ်ဆုံးရှုံးမှုဆိုတာတော်တော်လေးကြီးမားပါတယ်ဒီမှာတယောက်လာတဲ့ပူတရေတွေအားလုံးလည်းပညာအကြောင်းတွေကြကြတဲ့လူတွေဖြစ်ပါတယ်နော်တာသမီချင်းကျောင်းသားချင်းပေါ့မိဘချင်းစာနာဖို့လိုပါတယ်အဲကြောင့်သူတို့တွေပညာတတ်တွေပညာရေးမကြံခဲ့အောင်ကျွန်တော်တတ်နိုင်စွာဆောင်ရွက်ပေးပါတယ်အလားတူစွာပဲတက္ကသိုလ်တွေကောလိပ်တွေမှာလည်းအခုအကြောင်းမျိုးကြောင့်ပိတ်ရတဲ့အကြောင်းတွေရှိတယ်တတ်နိုင်စွာဖွင့်ခိုင်းပါတယ်ပျက်စီးသွားတဲ့အကြောင်းတွေစောစောခင်ဗျားတို့ဒီမှာဘုတ်မှာပြထားတဲ့ပုံတွေမှာတွေ့ပါလိမ့်မယ်နော်ဒါတွေလည်းကြီးမားတဲ့ဆုံးရှုံးမှုတွေအများကြီးဖြစ်ပါတယ်ဒါလည်းတတ်နိုင်စွာပြင်ပါမြန်ပြီးတော့လာမယ့်ပညာဒီနေ့ဆိုရင်လည်းဟလာဒီ graduate တက္ကသိုလ်ကျွန်တော်ဖွင့်ဖို့လုပ်ထားပါလာမယ့်နှစ်ဆိုလို့ရှိရင်ကျန်တဲ့တက္ကသိုလ်တွေဖွင့်နိုင်အောင်ကျွန်တော်ကြိုးစားပါအခုဟလာမကြခင်မှာလည်းတခြားတနေရာတက္ကသိုလ်တစ်ခုတို့ကျွန်တော်ဖွင့်နိုင်ဖို့တဲ့စီစဉ်နေပါတယ်ဒါလည်းပြင်ဆင်နေပါတယ်တရားဆိုတော့ပညာရေးကတော့ကျွန်တော်ကြံခဲ့လို့မရပါဘူးပညာရေးနဲ့ပတ်သက်ပြီးလုပ်ဖို့လိုပါတယ်ဒါကြောင့်ဒါကိုဆောင်းနေဖို့တဲ့နောက်စီကံတကြဖြစ်တဲ့ရွေးကောက်ပွဲဖြစ်လာစေဖို့အတွက်ရွေးကောက်ပွဲတစ်ဆင့်လာမဲ့အစိုးရအသစ်တက်တိုင်းပူပြီးတော့မှနိုင်ငံကိုဒီမိုကရေစီတန်းကြောင်းပုံမှာမှန်ကန်ဆက်လက်နိုင်ဖို့တဲ့စီကံတကြဖြစ်ဖို့တဲ့မိဘဆရာသမားတွေဒေသလက်ခေါင်းဆောင်တွေပေါ့အဲ့ဒါတွေပေါ့မိမျိုးဖတွေဒါတတ်နေဆိုထိမ့်သိမ့်ပြီးတော့ဆောင်ရွက်ပေးကြဖို့တဲ့ဒါကျွန်တော်ပြောလို့ပါတယ်